ရီမောခြင်းစိတ်တစ်ခွက်ရီမောလိုက်တဲ့အခါဘဝပိုးပြီးနေလို့ကောင်းသွားပါတယ်တဲ့နေ့ရက်တိုင်းမှာရီမောဖြစ်လာလို့ကျမရင်မေးဆိုင်တယ်ရင်ထဲကနေလိုက်တက်လာပြီးအားရပါရကြီးတာမျိုးပေါ့ဒီတိုင်းမှာဒီလိုမရေပြည့်ဘူးဆိုရင်ဒီနေ့ရက်ဆက်ပြီးရီမောရမယ်နော်လူတယောက်ဟာအနည်းဆုံးတော့တစ်နေ့မှာတစ်ချိန်တော့အားရပါရရီမောပြီးဖို့လိုအပ်ပါတယ်ရီမောခြင်းကကျမတို့ရဲ့စိတ်ကျန်းမာရေးကိုကောင်းမွန်စေတဲ့အပြင်စိတ်ခံစားချက်တွေကိုပါကောင်းမွန်စေပါတယ်။ဒါကြောင့်တစ်ခုသဘောကျလို့နည်းနည်းချက်ချက်ရီမောတဲ့အခါကျမတို့ရဲ့အုံနောက်ကနေ endorphin ဟော်မုန်းကိုထွက်ရှိစေပါ endorphin ဟော်မုန်းဆိုတာ fecal ဟော်မုန်းဆိုတဲ့လိုပဲစိတ်နဲ့ခန္ဓာကိုနေလို့ကောင်းစေပါစိတ်နဲ့ထိုင်မှန်မှုတွေစိတ်ကြခြင်းတွေကိုသက်သာစေပါတယ်စိတ်ကြနေတဲ့အချိန်မှာဟာသားကတကားကိုထိုင်ကြည့်ပြီးအာရပါရထိုင်ရဘူးလားဒီစုံတွေကပြပြတဲ့ဟာသားတစ်ခုကိုမြေထွက်တဲ့အထိထိုင်ရဘူးလားခလေးလေးတွေခွေးလေးတွေကစားနေတာကိုကြည့်ပြီးကြည်နူးစိမ့်နဲ့ရီမောဘူးလားစိတ်ထဲပြည့်နေတဲ့အချိန်မှာလွယ်လွယ်နဲ့ရီမောနိုင်ရတဲ့အခိုက်အတန့်ကတဲ့ုံမှလွယ်လွယ်သွားရဲပေါ်ပါသွားစေပါတယ်ဒီခါလေးမှာအားကောင်းတဲ့အထိရှိမတတ်နိုင်အောင်ရီမောပြလိုက်တဲ့အခါခန္ဓာကိုယ်မှာတင်လာတဲ့အရာတွေစိတ်မှာတင်လာတဲ့အရာတွေအားလုံးပြေရောသွားစိတ်ရကြည်နေသွားတယ်ပျော်ရွှင်သွားစေပါတယ်ဒါကြောင့်မလို့ရီမောခြင်းအပစံမပေးရတဲ့စိတ်တစ်ခွက်ဖြစ်ပါတယ်မိသားစုတွေတငယ်ချင်းတွေချစ်အပ်သူတွေနဲ့အတူမျှဝေရီမောကြည့်ပါပျော်ရွှင်မှုဟာနှဆတိုးတယ်လို့ချစ်ခင်ကြနာမှုတွေကိုလည်းတူစေပါတယ်ခက်ခဲရီချာမှာစိတ်ညစ်ပေမဲ့လည်းဒီတိုင်းမှာအနည်းဆုံးတစ်ခါတော့ရီမောပျော်ရွှင်ဖို့တတိယရမယ်ကိုယ့်ရဲ့စိတ်ကိုရီမောပျော်ရွှင်